နေ့တိုင်းအမိုက်ပုံးကိုတန်ရှင်းရေးလုပ်ပြီးဖျားတဆူလိုကိုးကွယ်ကြတယ်သူတို့နှစ်ယောက်အတွက်တော့ဒီအမိုက်ပုံးလေးဟာတန်ဖိုးထားရဆုံးသောယတနာတစ်ခုဖြစ်လာခဲ့ပါတော့တယ်တရက်မှာတော့အမိုက်ပုံးခိုးခံလိုက်ရတာကြောင့်သူရဲစခန်းကိုအမြန်သွားတိုင်ခဲ့ပါတယ်ရဲတွေကသူ့ကိုအယူလို့ထင်ပြီးရိုက်နှက်လိုက်ပေမဲ့သူကတော့လုံးဝမလျှော့ပဲပြင်းပြင်းထန်ထန်ပြန်လဲတုတ်ပြန်ခဲ့ပါတယ်သူကတိုင်ကိုဖက်တွေ့ထားရမှာမလွတ်ပဲအားလုံးပြူကျသွားစေခဲ့သည်။တာမြတ်မှုမဲ့တဲ့လောကမှာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုဖက်တွေ့ထားတဲ့ဒီမြင်ကွင်းကစုံထောက်ကြုံရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဂျွန်ဟာလက်ပေးလက်ယူမှုတွေနဲ့ပျက်စီးနေသူပါအပြစ်မဲ့သူတွေကိုအမှုဆင်ပြီးငွေညစ်လေးရှိတဲ့သူဟာတနက်နဲ့ချင်းချောက်ဖို့ပြင်လိုက်ချိန်မှာပဲကြက်ရဲ့လူရက်ကလူတိုင်းကိုတုံးလုံးသွားစေပါတယ်။သူကအိတ်ထဲကနေငွေဆက်ကူထူထူကြီးကိုထုတ်လိုက်တဲ့တမိုးနဲ့တဲ့အမိုက်ပုံးလေးအတွက်ငွေ9သိန်းပေးဖို့ကန့်လန့်လိုက်ချိန်မှာတော့ဘူတာယုံတစ်ခုလုံးတိတ်ဆိတ်သွားပြီးအဂတိလိုက်စားသူဂျွန်ရဲ့မျက်လုံးထဲမှာလော်ပရိတ်တွေထင်ဟပ်လာပါတော့တယ်။ဒါပေမဲ့သူမသိခဲ့တာကတော့လွန်ခဲ့တဲ့73နှစ်ကဖြစ်ပျက်ခဲ့တဲ့လှုပ်ဝက်ချက်ပါအဆောက်အုံကိုဖျက်ဆီးသွားတဲ့အချိန်ဟုန်ကြားမှာအမိုက်ပုံးကဂျိုဒီတက်ကိုကယ်တင်ခဲ့ပါတယ်ဒီအတွက်ကြောင့်ဂျက်တို့သားအဖကအဲ့ဒီအမိုက်ပုံးကိုအထူးတလဲတံမိုးထားပြီးကိုးကွယ်နေခဲ့တာဖြစ်ပါတယ်ရဲအရာရှိကကျဲရဲ့အိမ်နဲ့ဆိုင်ကိုရှာပေမဲ့ဘာမှမတွေ့ခဲ့ဘူးဒါပေမဲ့သူ့စီမှာငွေကြေးသိန်း100ခွဲရှိနေတာကတန်တရားဖြစ်เสียရဖြစ်လာခဲ့တယ်အမိုက်ပုံးထဲမှာတံမိုးရှိတဲ့ပစ္စည်းတစ်ခုခုများရှိနေတာလားရဲမှုကဂျက်ကိုခေါ်ယူစစ်ဆေးခဲ့ပေမဲ့ကျဲရဲ့တုတ်ပြန်မှုကတော့ထူးခြားနေပါတယ်သူကအမိုက်ပုံးအတွက်ငွေ2သိန်းအပူပေးဖို့ကန့်လန့်လာပြီးရဲစခန်းမှာလည်းတနေကုန်စောင့်ဆိုင်နေခဲ့ပါတယ်ရဲတွေနိုင်ကျင့်တာကိုဘာမှပြန်မပြောဘဲတီးခံခဲ့တဲ့ချက်ဟာရဲစခန်းကိုပုံမှန်သွားနေကြပါတနေ့မှာတော့ဆက်ပြင်ဆိုင်ပိုင်ရှင်တယောက်ရောက်လာပြီးပျောက်ဆုံးနေတဲ့ဝန်ထမ်းတော်နာအတွက်တိုင်ချက်ဖွင့်တဲ့အခါကျက်မှတ်မိသွားပါတော့တယ်အဲ့ဒီလူရဲ့တပ်ပုံကိုမြင်လိုက်ချိန်မှာပဲတပြားတိုက်ခံခဲ့ရတဲ့ညကအဖြစ်ပြက်တွေဟာသူ့ကောင်းတဲ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်ချက်တယောက်အိယာနိုးချိန်မှာတပြားတွေထားခဲ့တဲ့ကားပါကင်လက်မှတ်ကိုတွေ့လိုက်ရပါတယ်ကားနံပါတ်ကနေတဆင့်လုတ်ကိုလိုက်ရှာတဲ့အခါသူအရန်ဒေါသထွက်သွားပါတယ်ကားပြင်ဆိုင်ကဆက်ပြင်သမားဟာသူ့ကားကိုခိုးစီးရုံတင်မကပဲသူ့မျက်တနိုးထားတဲ့မျက်မှန်ကိုပါခိုးယူသွားခဲ့တာပါထိုနေ့ကဒေတာခန်ကောင်စီဝင်လူတယောက်ဆိုင်ရှင်စီတို့အဖြေရှာဖို့ရောက်လာခဲ့သည်အနိုင်ကျင့်ခံလိုက်ရသည့်ဆိုင်ရှင်ရှိသူမော်တော်ဆိုင်ကယ်တစ်စီးပြန်လည်မောင်းနှင်ရောက်ရှိလာခဲ့သည်နေကမျက်မှန်ခိုးယူသူဒေါ်နာကိုလှုပ်ချက်ချင်းတုံ့ပြန်လိုက်ပါတယ်ဒေါ်နာတတိမိတ်သွားချိန်မှာတော့သူစိတ်ဆိုးမှန်ဆိုးနဲ့ချင်းချောက်လိုက်ပြီးတရက်အတွင်းမျက်မှန်ပြန်မပေးရင်ဒီဆိုင်ကိုပါပြာကျသွားအောင်ဖျက်ဆီးပစ်မယ်လို့ကြုံဝါလိုက်ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးထိတ်လန့်နေချိန်မှာဒေါ်နာရဲ့မျက်ဝန်းတွေကတော့ဒေါသမန်နဲ့တောက်လောင်နေပါတယ်သူဒီကိစ္စကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီးလူထိုင်နေတဲ့ဘားကိုသွားကသူ့မျက်မှန်တွေကိုအစပြအောင်ရိုက်ခွဲလိုက်ပါတော့တယ်